အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဝင်ရမျိုးသားမွေးနေ့အတွက်ပေါ့နော်ဝင်ရယူနန်မိုးကိုဟော့ပေါ့ကလစ်ကိုချက်သွေးဖြစ်ပါတယ်ရှင်ယူနန်မိုးကိုဟော့ပေါ့ချက်ဖို့အတွက်ဆိုလို့ရှိရင်တော့ဝင်ရခုလိုမျိုးပေါ့နော်လိုအပ်တာလေးတွေကိုပြင်ဆင်ထားပေးလိုက်ပါတယ်မရည်ရွယ်ပဲနဲ့ရိုက်ဖြစ်တဲ့ဗီဒီယိုလေးဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ဗီဒီယိုလှုပ်တာလေးတွေကိုတော့နည်းနည်းလေးသိခံပေးပါအောင်ရှင်အရင်ဆုံးပေါ့နော်ဝင်ရစက်သားလေးတွေကိုအရသာလေးနှက်ပါမယ်စားအရသာမိုးလေးနဲ့ငယ်ထည့်လိုက်ပါတယ်ရှင်ဒါလေးကကြတော့ပေါ့နော်ဝင်ရကြုတ်လိတ်လေးလုံမှာပေါ့နော်ပြီးသွားပြီဆိုလို့ရှိရင်အရသာလေးရပို့ပြီးတော့စားလို့ကောင်းလို့ဝင်ရကြုတ်လေးတစ်လုံးထည့်လိုက်တယ်ပြီးသွားပြီဆိုလို့ရှိရင်တော့ဂျင်းချက်သွန်ဖြူလေးကိုပေါ့နော်အခုလိုမျိုးဝင်ရအရေးလေးညှက်ထည့်လိုက်ပါရရှင်ပြီးရင်တော့အရသာလေးနှက်ဆက်သွားအောင်လို့ကြက်ကြိတ်သားလေးတွေကိုအခုလိုမျိုးလေးဝင်နေဖက်ထားပြီးတော့နှက်ထားပေးလိုက်ပါတယ်ကြက်ကြိတ်သားလေးတွေကိုရတာနှက်ပြီးသွားပြီဆိုလို့ရှိရင်တော့ဝင်ရကြက်သားကိုရတာနှက်မယ်ပေါ့နော်ကြက်သားကိုရတာနှက်ဖို့အတွက်ဆိုလို့ရှိရင်စားအရသာမိုးလေးနဲ့ငယ်ထည့်လိုက်ပါတယ်ပြီးသွားပြီဆိုလို့ရှိရင်တော့ငှက်ကောင်းမိုးလေးနဲ့ငယ်ဖြူပြီးတော့ပေါ့နော်ကြက်သားလေးတွေကိုခဏလောက်ဝင်လို့အရသာလေးနှက်ထားပေးလိုက်ပါရရှင်ဒါကတော့ဝင်ရကြက်သားလေးနဲ့ချက်မဲ့အိုးလေးအတွက်ပေါ့နော်ဝင်ရကြတော့ဝက်သားမစားတာဖြစ်တဲ့အတွက်ကြောင့်ကြက်တအိုးဝက်တအိုးပြင်မှာပဲဖြစ်ပါတယ်ကြက်သားတွေကိုရတာနှက်ပြီးသွားပြီဆိုလို့ရှိရင်တော့ဝင်းတို့ကဝက်သားအိုးအတွက်ပေါ့နော်ဝက်သားလေးတွေကိုခုလိုမျိုးဝင်ရပြင်ဆင်ထားပေးလိုက်ပါတယ်ဝက်သားကိုတော့ပေါ့နော်ဝင်ရဝက်သုံးတက်သားလေးရဲ့ပြီးလိုင်းသားလေးနဲ့ပေါ့နော်ဝက်နယ်ရိုးလေးတွေကိုခုလိုမျိုးလေးဝင်ရသုံးထားပေးပါရရှင်ပြီးသွားပြီဆိုလို့ရှိရင်တော့ဝက်သားတွေအကုန်လုံးလည်းပေါ့နော်ဝင်းတို့အရသာလေးစိတ်ဝင်ရအောင်လို့နှက်ထားပေးရမှာပဲဖြစ်ပါတယ်ဝက်သားကိုတော့ဝင်ရဂျင်းချက်သွန်ဖြူပေါ့နော်အရင်ညစ်ထားလေးထည့်လိုက်တယ်ပြီးသွားပြီဆိုလို့ရှိရင်တော့အဖက်လေးတွေအကုန်လုံးလည်းပေါ့နော်ဝင်တို့အနံ့လေးပုံမှွှဲသွားအောင်လို့ထည့်လိုက်ပါတယ်ရှင်အရသာတော့ကိုတော့ဝင်ရစားအရသာမှုလေးနဲ့ငယ်ကိုပဲသုံးထားပေးပါတယ်စားတော့အနည်းငယ်သုံးတယ်ပေါ့နော်အရသာမှုကိုကြတော့ဝင်ရကြတော့လေဓာတ်ရှိမှုလေးကိုပဲအနည်းငယ်သုံးထားပေးပါတယ်ပြီးသွားပြီဆိုလို့ရှိရင်တော့အရသာလေးတွေအကုန်လုံးပေါ့နော်အခုလိုမျိုးနှက်ဆက်အောင်လို့နှက်ထားပေးလိုက်ပါရှင်နောက်ဆုံးမှာတော့အနံ့လေးပို့ပြီးတော့မှွှဲသွားအောင်လို့ဝင်ရရှော့ကော့ပေါက်ကော့အမှုတ်ကလေးပေါ့နော်တရုတ်မဆလာအမှုတ်ကလေးကိုအနည်းငယ်လေးဝင်တို့အခုလိုမျိုးထည့်ပြီးတော့အရသာလေးတွေကိုနှက်ထားပေးလိုက်ပါတယ်ရှင်အသားတွေနှက်ထားတော့မှာတော့ဝင်းတို့ကအစာပလာလေးတွေအတွက်ကိုပြင်ဆင်မယ်ပေါ့နော်ဝတ်သားအိုးအတွက်ကိုဝင်ရဝက်ခောက်ကလေးတွေကိုတော့အခုလိုမျိုးရေလေးစိတ်ထားပြီးတော့ဓားလေးနဲ့ပေါ့နော်အခုလိုမျိုးဆွဆွေလေးလှိထားပေးလိုက်ပါတယ်ရှင်ဒါကတော့ဝတ်သားအိုးလေးအတွက်ပေါ့နော်ဒီယူနဟော့ပေါ်မှာဆိုလို့ရှိရင်ဒီဝက်ခောက်လေးကကြတော့လည်းမပါမဖြစ်ပဲပေါ့နော်သူကဝက်ခောက်ရဲ့အရသာလေးကမြင့်မြင့်လေးနဲ့ဆောက်လို့ကောင်းတယ်လို့ပြောပါတယ်ဝင်ရတော့ဝတ်သားမစားတော့မသိဘူးပေါ့နော်ဝက်ခောက်လေးတွေကိုလည်းအခုလိုမျိုးပေါ့နော်ဝင်တို့လှိပြီးသွားပြီဆိုလို့ရှိရင်တော့ဝင်ရအရင်ဦးဆုံးဟင်းအိုးလေးတည်ထားရပေါ့နော်ဟင်းအိုးတည်ထားတာတွေကိုလည်းဝင်ပြပါမယ်ဒီဗီဒီယိုလေးကကြတော့ပေါ့နော်ဝင်မရည်ရွယ်ပဲနဲ့ရိုက်ဖြစ်တဲ့ဗီဒီယိုလေးဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်တချို့ကတ်ကလေးတွေကတော့ဝင်ဒီတိုင်းလေးပဲပေါ့နော်ပါဆက်ကလေးနဲ့ပဲပြပြသွားပါမယ်ရှင်ဟင်းဥမာဆိုလို့ရှိရင်တော့ဝင်ရစက်သားကိုပေါ့နော်စက်ရိုးနဲ့စက်ချောက်လေးတွေကိုမြင့်နေအောင်လို့တည်ထားပါတယ်အရသာတကူတော့ဝင်ရဒီထမင်းပေါင်းအိုးတအိုးဆိုလို့ရှိရင်ပေါ့နော်သုံးမှုအိုးနဲ့တအိုးဆိုလို့ရှိရင်ဝင်ရရောက်ချူဆိုနဲ့ငန်းပြားကြီးတစွန်းသုံးတယ်ပေါ့နော်ပြီးသွားပြီဆိုလို့ရှိရင်တော့စားလုံးဝမထဲပါဘူးအရသာမှုလေးအနေငယ်သုံးပါတယ်ရှင်တကြားလေးကိုလည်းပစ္စည်းလောက်လေးသုံးပါတယ်ရှင်ပြီးရင်တော့ကြက်ရိုးတွေကိုပေါ့နော်အခုလိုမျိုးနူးဤနေအောင်လို့ဝင်တို့ချက်ထားလိုက်တယ်ဆိုလို့ရှိရင်ဟင်းရဲ့အချိုတက်လေးထွက်တယ်ပေါ့နော်ပြီးတော့ကြောက်လေးဖို့အတွက်ကိုဝင်ရကြောက်လေးကိုတော့9လုံးသုံးထားတယ်ပြီးရတာမုတ်လေးနဲ့စားလေးကိုအနေငယ်ထည့်ပြီးတော့ကြောက်လေးတွေကိုခုလိုမျိုးခလောက်ထားပေးလိုက်တယ်ပေါ့နော်ကြောက်လေးခလောက်ထားတော့မှာပေါ့နော်ဝင်းတို့ဒီအရွက်ကလေးကိုကြတော့အရွက်ကကြတော့ဝင်ရတာယူနာဟော့ပေါ့နဲ့တွဲစားလို့ရှိရင်အရန်ကိုစားကောင်းတယ်တာအိုးရွက်ခေါ်ဒီဖက်ချီဖို့ရွက်ကလေးကိုရေလေးဖဖားလေးဖြစ်အောင်လို့အခုလိုမျိုးစိမ်ပြီးတော့ဆေးထားပေးလိုက်ပါတယ်ရှင်ဒီတာအိုးရွက်ကလေးတွေကကြတော့သူကသဲလေးတွေလည်းအများကြီးပါတတ်တာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ရေလေးနဲ့ရှာလကာရေလေးနဲ့အခုလိုမျိုးစိမ်ထားပေးလိုက်တာပေါ့နော်ပြီးသွားရင်တော့ပဲညွန့်လေးတွေကိုလည်းဝင်းတို့အခုလိုမျိုးရေလေးနဲ့စိမ်ပြီးတော့ရှာလကာရေလေးစိမ်ပြီးတော့ဆေးထားပေးလိုက်ပါတယ်ပြီးသွားပြီဆိုလို့ရှိရင်တော့ယူနဟော့ပေါ်မှာမပါမဖြစ်တဲ့အသေးအနှံလေးတွေပဲဖြစ်ပါတယ်ရှင်မော်လာဥအဖြူနေလေးနဲ့ပြီးလို့ရှိရင်ဝင်းတို့ကစုံဥလေးလည်းပါမယ်ပေါ့နော်ပိတ်ဥကကြတော့လေဝင်းတို့မတည့်တာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ပိတ်ဥလေးတော့ဝင်ရဒီနေရာလေးမှာမထည့်ထားပါဘူးရှင်ပြောင်းမှုလေးရလဲပေါ့နော်သူကအချိုတက်လေးလည်းထွက်တာဖြစ်တဲ့အတွက်ကြောင့်ယူနဟော့ပေါ်လေးမှာဆိုလို့ရှိရင်သူကပြောင်းမှုလေးတွေကိုလည်းဝင်းတို့ခုလိုမျိုးလေးထည့်ပေးရပါတယ်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒါကတော့အောက်မှာပေါ့နော်အိုးမကတ်အောင်လို့ခေမိုးအတွက်မော်လာဥဖြူရွက်ကလေးလည်းအနေငယ်ထည့်မယ်ပေါ့နော်မော်လာဥဖြူလေးလည်းပြီးသွားပြီဆိုလို့ရှိရင်တော့ဝင်းတို့ကြာဆွဲလေးတွေကိုလည်းခုလိုမျိုးရေလေးစိမ်ထားလိုက်တယ်ပေါ့နော်ကြာဆွဲမှာပါတယ်အညစ်အကြေးလေးပြောင်းသွားအောင်လို့ကြာဆွဲကိုတော့ဝင်းရစားလေးနဲ့ရေစိမ်ထားတယ်ပေါ့နော်ပြီးသွားပြီဆိုလို့ရှိရင်တော့ခုလိုမျိုးစောင်းနှွေးမှာဝင်းတို့ပေါ်လိုင်းစားရတဲ့ဒီစမုတ်စပါးရွက်ကလေးလည်းပါမယ်ပေါ့နော်ဒီရွက်ကလေးတွေကကြတော့လေဝင်းတို့ဒီယူနဟော့ပေါ့မှာဆိုလို့ရှိရင်အရန်ကိုလိုက်ဖက်တဲ့အရွက်ကလေးတွေပဲဖြစ်ပါတယ်ပြီးတော့ဝင်ရကြောက်လေးဖို့အတွက်ဆိုလို့ရှိရင်အိုးတဲ့ကိုခုလိုမျိုးစီလေးထည့်လိုက်ပါတယ်စီလေးပူလာပြီးအိုးလေးလည်းပူလာပြီးဆိုတော့မှပေါ့နော်ကြောက်အုပ်လေးတွေကိုဝင်တို့ခုနခလောက်ထားတဲ့ကြောက်အုပ်လေးတွေကိုထည့်ပြီးတော့အိုးတော့ပေါ့နော်ကိုလိုချင်တဲ့ပုံစံအတိုင်းအဝိုင်းလေးတွေခပ်ပါလေးလောက်ထားပေးလိုက်ပါတယ်ရှင်ယူနဟော့ပေါ်ကကြတော့လေပေါ့နော်ကြောက်လိတ်လောက်တဲ့နေရာလေးမှာပဲသူကနည်းနည်းလေးလက်ဝင်တာပေါ့နော်ဒါကလည်းမကတ်အိုးရှိတဲ့သူတွေဆိုလို့ရှိရင်အဆင်ပြေပါတယ်ဝင်းတော့ကကြတော့မကတ်အိုးမရှိလို့ပေါ့နော်အခုလိုမျိုးအိုးနီလေးနဲ့လောက်တာပဲဖြစ်ပါတယ်ရှင်ကြောက်လေးတွေကိုအခုလိုမျိုးပေါ့နော်ဇွန်ပါလေးနဲ့ခွာပြီးတော့အထက်အောက်လေးလှန်ပေးလိုက်ပြီဆိုလို့ရှိရင်ဝင်းတို့ရဲ့ကြောက်လေးဖို့အတွက်ကြောက်လေးတွေရပါပြီ
ဒီနေရာလေးမှာပဲလက်ကလေးနည်းနည်းဝင်တာပေါ့နော်ကျန်တဲ့နေရာလေးဆိုလို့ရှိရင် unit hot pot ကကိုယ်တိုင်အိမ်မှာလောက်စားမယ်ဆိုလို့ရှိရင်အရန်ကိုစားကောင်းတဲ့ hot pot တစ်မျိုးပဲဖြစ်ပါတယ်လူကြီးတင်တယ်လည်းအရန်တဲ့တယ်ပေါ့နော်ဝင်းတို့လိုက်ထားတဲ့ကြောက်လေးတွေလည်းရလာပြီဆိုလို့ရှိရင်တော့ဝင်းရဒီကြောက်လေးတွေကိုပေါ့နော်အရသာလေးထည့်ထားတယ်ဝင်းတို့ခုနစက်သားလေးတွေထည့်ပြီးတော့ကြောက်လေးလိပ်ဖို့အတွက်ကိုပြင်ဆင်ပေးလိုက်ပါတယ်စက်သားတော့ဝင်းရမကတ်အောင်လို့ပေါ့နော်လက်ကလေးမှာရေလေးစုပ်ပြီးတော့အသားလေးတွေကိုလိုမျိုးဖြတ်ထားပေးလိုက်ပါတယ်ရှင်စက်သားလေးတွေအကုန်လုံးဝင်းတို့နှက်ဆက်အောင်ဖြတ်မိသွားပြီဆိုလို့ရှိရင်တော့ကြောက်လိပ်လေးကိုခုလိုမျိုးလိုက်ထားပေးလိုက်တယ်ပေါ့နော်ကြောက်လိပ်လေးကိုလိပ်ပြီးသွားပြီဆိုလို့ရှိရင်ပေါက်ခံအိုးလေးပေါ်မှာတင်ပြီးတော့ပေါ့နော်10မိနစ်15မိနစ်ခန့်လောက်ဝင်းတို့ပေါင်းထားပြီးသွားပြီဆိုလို့ရှိရင်တော့အရသာရှိတဲ့ကြောက်လိပ်လေးရပါပြီရှင်ခုနနှက်ထားတဲ့အသားလေးတွေကိုလည်းပေါ့နော်အခုလိုမျိုးပေါင်းပြီးတော့ခဏလောက်ပြန်ကြော်ပေးလိုက်ပြီဆိုလို့ရှိရင်လည်းhot pot နဲ့တွဲစားမဲ့စက်သားလေးရပြီပေါ့နော်စက်သားလေးတွေရောအသားလေးတွေရောအကုန်လုံးရပြီဆိုလို့ရှိရင်တော့အိုးစီပေးလိုက်မယ်ပေါ့နော်အိုးထဲမှာတော့ဝင်ရအခုလိုမျိုးလေးရွက်လေးတွေနဲ့အသီးနှံလေးတွေအကုန်လုံးကိုအခုလိုမျိုးဖြန့်ချက်ပြီးတော့စီထားပေးလိုက်ပါတယ်စက်သားအိုးအတွက်ဆိုလို့ရှိရင်တော့ဝင်ရခုနဝင်းတို့ပြုတ်ကြည့်တည်ထားတယ်ပေါ့နော်ဒီချက်ချောက်လေးတွေနဲ့ဒီချက်ရိုးလေးတွေကိုပထမဆုံးတစ်လွှာခင်းထားပေးလိုက်တယ်ပေါ့နော်ချက်ချောက်တွေကလည်းအခုဆိုလို့ရှိရင်ညှိပြီးတော့အရန်ကိုစားကောင်းတဲ့အနေထားလေးရနေပါပြီပြီးသွားပြီဆိုလို့ရှိရင်တော့ဝင်းတို့စက်သားအိုးလေးကိုဝင်ရအရင်ဆုံးပြင်ထားပေးလိုက်ပါတယ်စက်သားအိုးပြင်ဖို့အတွက်ဆိုလို့ရှိရင်တော့အသီးနှံလေးတွေအားလုံးဝင်းတို့အခုလိုမျိုးခင်းပြီးတော့ပေါ့နော်ချက်ရိုးလေးတွေထည့်လိုက်တယ်ပြီးသွားပြီဆိုလို့ရှိရင်တော့ခုနဝင်းတို့ကြော်ထားတဲ့စက်သားလေးတွေရဲ့ချက်ဦးလေးနဲ့ချက်ကြော်လုံးလေးနဲ့ပေါ့နော်ပစုံလေးတွေအကုန်လုံးထည့်ပြီးသွားပြီဆိုလို့ရှိရင်တော့အရသာရှိရဝင်ရဲ့စက်သားအိုးယူနေဟော့ပေါ့ကလေးရပါပြီရှင်စက်သားအိုးယူနေဟော့ပေါ့လေးပြင်ပြီးသွားပြီဆိုလို့ရှိရင်တော့နောက်ဆုံးမှာဝင်ရငုံဦးလေးထည့်လိုက်တယ်ပေါ့နော်ငုံဦးလေးပါမှသူကယူနေဟော့ပေါ့ကလည်းပို့ပြီးတော့လိုက်ဖက်တာပေါ့နော်ငုံဦးလေးပါထည့်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒါလုံးဝ perfect ဖြစ်သွားပြီပေါ့နော်ပြီးတော့ဝက်သားအိုးပြင်မယ်ဝက်သားအိုးပြင်ဖို့အတွက်ဆိုလို့ရှိရင်တော့အရင်ဦးဆုံးပေါ့နော်ဝင်ရခုလိုမျိုးအသေးနံလေးတွေအရွက်ကလေးတွေအကုန်လုံးခင်းထားပေးလိုက်ပါတယ်ပြီးတော့ဆိုလို့ရှိရင်တော့ဝက်သားနဲ့လိုက်ဖက်တဲ့ပေါ့နော်တွဲစားမယ်ဝက်သားအိုးအတွက်ဆိုလို့ရှိရင်ခုနကြော်ထားတဲ့ဝက်သားလေးတွေတုံးထက်သားလေးတွေနဲ့နံရိုးလေးတွေကိုခုလိုမျိုးလေးဝင်ရထည့်ထားပေးလိုက်တယ်နံရိုးလေးတွေအားလုံးထည့်ပြီးသွားပြီဆိုလို့ရှိရင်တော့ကြာဆွဲတော့အောက်ကတင်ရမှာမေ့သွားလို့ပေါ့နော်ကြာဆွဲဝင်ရအပေါ်ကတင်လိုက်ပါတယ်ပြီးသွားဆိုလို့ရှိရင်ဝက်ခောက်တွေလည်းထည့်ထားပေးလိုက်တယ်ပေါ့နော်ဝက်သားအိုးကကြတော့လေစားမဲ့သူများတာဖြစ်တဲ့အတွက်ကြောင့်အိုးလည်းနည်းနည်းလေးပို့ပြီးတော့များပါတယ်စက်သားအိုးကကြတော့ဗောနော်ဝင်းရဲ့အမေရောက်ခမနဲ့ဝင်းနဲ့နှစ်ယောက်တည်းစားမှာဆိုတော့တိတ်ပြီးတော့မများဘူးဗောနော်နောက်ဆုံးမှာတော့ဝင်းတို့အခုလိုမျိုးပေါ့နော်ကြောက်လိပ်လေးတင်လိုက်တဲ့ဝက်ခောက်လေးတွေကနည်းနည်းပိုနေတာဖြစ်တဲ့ကြောင့်ဝက်ခောက်ကိုလည်းနောက်ထပ်တစ်လွှာထပ်ပြီးတော့ခင်းထားလိုက်တယ်ပေါ့နော်ပြီးသွားပြီဆိုလို့ရှိရင်တော့ပစုံလေးကိုဝင်းတို့ထည့်လိုက်တယ်ပစုံထည့်ပြီးသွားပြီဆိုလို့ရှိရင်တော့အခုနာဝင်းတို့ကငုံဦးလေးတွေထည့်ပြီးသွားပြီဆိုလို့ရှိရင်တော့အရန်ကိုအရသာရှိပြီးတော့စောက်လို့လည်းအရန်လို့ကောင်းတယ်ဝင်းရဲ့ဒီဝက်သားယူနေဟော့ပေါ့လေးရပါမယ်ရှင်အချင်းလေးကတော့အမေဖြော်ပေးထားတာပေါ့နော်မကြီးချင်လေးပေါ့နော်မကြီးချင်ကိုမကြီးသည့်အနှစ်ကလေးရဲ့ပြောရဆိုလို့ရှိရင်ထက်ညက်ခဲလေးရဲ့ရတာမှုတ်လေးအနှဲငယ်နဲ့စားလေးအနှဲငယ်ပေါ့နော်ပြောရရင်တော့နှမ်းလေးအနှဲငယ်ထည့်ပြီးတော့ရင်နွေးလေးနည်းနည်းနဲ့ပေါ့နော်ထည့်ပြီးတော့အမေဖြော်ပေးထားတာပဲဖြစ်ပါတယ်ဒါကတော့ဝင်းရဲ့ရောက်ခမအမေဖြော်ပေးထားတာပေါ့နော်ပြီးရင်ဒါကတော့မြေပဲဆန်ကြော်လေးပေါ့နော်စမုတ်စပါးရွက်နဲ့ဝင်းတို့ပြင်ဆင်ထားတာလေးလည်းအားလုံးအစင်းလေးဖြစ်ပြီးဆိုလို့ရှိရင်တော့ဒါကတော့စားဖို့အတွက်ပေါ့နော်ဝင်းတို့အိုးထဲမှာမီးသွေးလေးထည့်ပြီးတော့ပေါ့နော်ဒီနိုင်ခွက်တနိုင်လောက်ကိုဝင်းတို့အခုလိုမျိုးအရေးလေးပို့ပြီးတော့ကြာသွားအောင်လို့တည်ထားပြီးတဲ့အနေထားပဲဖြစ်ပါတယ်ရှင်ကဲဒီနေထားလေးဆိုလို့ရှိရင်တော့ဝင်းတို့ဒီအရေးလေးကကျသွားပြီပေါ့နော်အရေးလေးကျသွားပြီဆိုတဲ့ခါကျတော့အိုးလေးကိုဝင်းတို့လှက်ထားပြလိုက်တယ်လှက်ပြီးသွားပြီဆိုလို့ရှိရင်တော့စားဖို့အတွက်ကိုအကုန်လုံးအား ready ဖြစ်နေပါပြီရှင်ဒီယူနိုဟော့ပေါ်လေးရဆိုလို့ရှိရင်ပေါ့နော်အိမ်မှာကိုယ်တိုင်ချက်စားမယ်ဆိုလို့ရှိရင်အရန်ကိုစားလို့ကောင်းတဲ့ဟာရရှိတဲ့အစားအစာလေးတစ်မျိုးပဲဖြစ်ပါတယ်ရှင်ရပြီဆိုတော့ဝင်းရဒီအရွက်ကလေးတွေထည့်ပြီးတော့ပေါ့နော်စားပါတော့မယ်ရှင်ဝင်းရဗီဒီယိုလေးကိုလည်းအဆုံးထိရှုပေးစားတဲ့ဒုတိယချီစုကိုလည်းကျေးဇူးအများကြီးတင်ပါတယ်နော်နောက်တဲ့ဗီဒီယိုလေးတွေမှာလည်းဝင်းတို့တွေပြန်လည်ဆုံလေးကြပါအောင်ပဲနော်ဒီယူနီဟော့ပေါ်လေးကိုလည်းအိမ်မှာကိုယ်တိုင်ချက်စားကြည့်ဖို့အတွက်အကြံပြုပါတယ်ရှင်အားလုံးပဲတတား